အစိုးရဆုံးနေရတူကိုရှုထောက်အတက်ကနေဘီလိုပြောင်းလဲမြန်နိုင်မလဲဆိုတာဒီစီဆန်မှာအတူတူလေ့လာကြည့်ကြရအောင် ဘဝရဲ့အစိုးဆုံးအချိန်တွေကတကယ်အတားဆီးတယ်မဟုတ်ဘူးဆိုရင်ရောဒီမင်းကိုစင်ခေါ်ပြီးအတူတူစက္ကန့်လိုက်ကြအောင် ဘဝကြီးချောင်းမိတ်မယ်လို့ထင်ထားရကြပြီမဲ့တကယ်တော့အခက်အခဲတွေကသာဘဝရဲ့နည်းနည်းမှုကိုပေးဆနိုင်ပါတယ် စိတ်ဖိစီးမှုနဲ့နာကျင်မှုဆိုတာတကယ်ရှိပြီးတော်တော်လေးကိုခံစားရခဲ့တယ်ဆိုတာကိုပထမဆုံးအတိမတ်ထူလက်ခံရပါမှာ ဒါပေမဲ့စီးရဲဒုက္ခဆိုလားအမတခုမဟုတ်ပါဘူးကျွန်တော်တို့အတွက်အကောင်းဆုံးသင်ခန်းစာပေးမယ့်ဆရာတဆူပါ ရာရောက်ပြီးပြည့်စုံမယ်လို့ဆိုလဲထိုင်းရင်အစင်မပြေမှုလေးကြုံတာနဲ့တိုက်ခိုက်ခံရသလိုမျိုးပြင်းပြင်းထန်ထန်ခံစားရတာပါပဲ ဒါဆိုရင် next thing အလုပ်ခွင်နဲ့အင်္ဂါဆက်ဆံရေးတွေမှာဘာကြောင့်ဒီလောက်တောင်စိတ်ပြရတာလဲ စိတ်ဝင်စားစရာကောင်းတာကစိတ်ဖြစ်စီးမှုဆိုတာကျွန်တော်တို့အတွင်းစိတ်ကဖုံးကွယ်နေတဲ့ဆွဲလမ်းမှုတွေကိုပြန်ပြနေတဲ့အမှန်တစ်ချက်ပါပဲ တကယ်တော့စိတ်ဖိစီးတာကအခြေအနေကြမဟုတ်ပဲအရာရာကိုထိန်းချုပ်ခြင်းမှန်ချင်နေတဲ့ဆွဲလမ်းမှုတွေကြောင့်မှာ ဒီဆွဲလမ်းမှုတွေကိုမြင်သွားတဲ့အခါလောကကြီးကိုအဖြစ်တင်မဲ့စာအခြေအနေတွေစီကနေစတင်တင်ယူလာပါလိမ့်မယ် အဓိကတော့ချက်ကချက်ချင်းမှဖြည့်ရှင်းပဲခဏရက်ပြီးအတဝဝရှုထုတ်တင်ယူခြင်းပါပဲအရာရာကိုလွတ်ချထားလိုက်ပါပြဿနာကိုချက်ချင်းဖြည့်ရှင်းခြင်းစိတ်ကိုစွန့်လွတ်လိုက်တာကပုံမြန်ဆန်ပြီးစစ်မှန်တဲ့ငင်းချမှုကိုရစေပါတယ်ကဲဒီစိတ်နေစိတ်သားကိုနေ့စဉ်လက်တွေ့အသုံးချနိုင်ပဲအရေးကြီးတဲ့အစဉ်လေးတွေကိုဆက်ကြည့်လိုက်ကြရအောင် ကိုလုံးရက်ကိုပဲကိုချင်းချုံနိုင်ပါတယ်ဒါကြောင့်ကိုပိုင်အတွင်းစိတ်တုံ့ပြန်မှုတွေရှိကိုပဲအာယုံဆိုင်ဖို့အလွန်အရေးကြီးပါတယ် အရာရာကမမြဲပါဘူးအစိုးရဆုံးနေရတေဟာလည်းဒီနေ့မှပြီးဆုံးသွားမယ်ဆိုတာတတိယဖြစ်ပါ ကိုယ်တိုင်နာကျင်မှုမှာအတ္တတွေရော့ကျသွားပြီးတခြားသူတွေရဲ့အခက်အခဲတွေပေါ်ပို့ပြီးစာနာနားလည်ပေးနိုင်တာမှာပါ ကိုယ့်ကိုကျင်းစာတင်နေတဲ့ထင်ရာကနေလောကကြီးနဲ့နက်နက်ရှိုင်းရှိုင်းဆက်နွယ်နေတဲ့ဆိုတဲ့အမြင်သစ်ကိုပြောင်းလဲကြည့်ပါ အခက်အခဲတွေကသာကျွန်တော်တို့ရဲ့ဘဝပန့်ချီကားကိုအတော့ဝင်လာပါအောင်ဆေးရောင်ချယ်ပေးတယ်ဆိုတာဒီယူဆကတတိယစေပါလေ ပြီးတော့မှလက်မလျှော့ခဲ့တဲ့ကိုယ့်ရဲ့အာမခံတတိတွေကိုကွန်ပျူတာအချိန်ခဏလောက်ယူလိုက်ပါဦး ငါကြာမှဘာလို့လဲလို့မေးမိအစားဘာတင်ယူနိုင်မလဲလို့တွေးတာကအတားအဆီးတွေကိုဘဝတင်ကန်းစာအဖြစ်ချက်ချင်းပြောင်းလဲပေးပါတယ် ဒီချိန်ကစပြီးကြုံလာမယ့်အခက်အခဲတွေကိုအတားအဆီးလို့မြင်မလားဘဝရဲ့လက်ရမြောက်ပန်းချီကလို့တတ်မှတ်မလားရွေးချယ်ခွင့်ရှိပါတယ်